မင်္ဂလာပါပိုလန်ကွေးစာမျက်နှာမှာကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဒီတစ်ခါကျွန်တော်တင်ပြပေးမယ့်သင်ခန်းစာကတော့ခခွေးပြီးအကြောင်းကိုအသေးစိတ်ကျွန်တော်ရှင်းပြပေးသွားပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့သင်ခန်းစာကိုစလိုက်ရအောင်ခရီခစုခခရီမိုင်းငါခခဝါခရီငေါ်လာခคำขาคารีงอละไมงาคาดุตะคาคารีงอละไมนิชงคาคิงคาราคารีงอละไมปัดงาคากองคาဒီအနောက်ကစကလုံးတွေကိုကျွန်တော်ဗမာပြန်ပေးပါမယ်စုခဆိုတာကဒုက္ခสุขสุขสุขခါဝါဆိုတာကငက်ပစ်တီခါဝါခါဝါခါဝါခမ်ခါဆိုတာကမိုးတွင်ခမ်ခါခမ်ခါခမ်ခါဒုတခါဆိုတာကတခါပိတ်တီဒုတခါဒုတခါဒုတခါခင်ခါရာဆိုတာကကျက်ဟင်ခါတီခင်ခါရာခင်ခါရာခင်ခါရာကောင်ခါဆိုတာကတောင်ကြားကောင်ခါကောင်ခါကောင်ခါဒီနေ့အတွက်သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးအတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီသင်ခန်းစာကိုအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်